တိတ်ဆိတ်လုံးနဲ့ညာနဲ့တစ်ခေါက်ရမောင်အေးတယောက်သူ့လက်သေးတွေရှည်နေလို့ညှက်နေပါတယ်ညာဘက်လက်သေးမညှက်ရဘူးနာနာဘာဝတွေလာတတ်တယ်ဆိုတဲ့အဘွားရဲ့စကားကိုသူဂယုစိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်အောက်ကျမ်းပြင်ကကျဲလောင်တဲ့အတန်တစ်ခုကြားလိုက်ရပါတယ်သူတက်တင်မွေးပြီးနောက်တစ်ခေါက်ထပ်ညှက်လိုက်တဲ့အခါတန်တွေထပ်ကြားခဲ့ရပါတယ်ကြောက်ကြောက်လန့်လန့်နဲ့အောက်ကိုချောင်းကြည့်လိုက်တဲ့အခါအမောင်ထဲကလူမဟုတ်တဲ့အရာတစ်ခုကသူညှက်ချလိုက်တဲ့လက်သေးတွေကိုစားနေတာမြင်လိုက်ရပါတယ်တကယ်ပဲညဘက်လက်သေးညှက်ရင်တရေလာတာလားတကယ်တော့ဒါဟာရှေးလူကြီးတွေရဲ့စေတနာပါလျှက်စစ်မီမရှိသေးတဲ့ခေတ်အခါကအလင်းရောင်မိမ့်မိန်အောက်မှာလက်သေးညက်တဲ့အခါအသားကိုညက်မိပြီးပြင်းထန်တဲ့ထံရတွေအိုးဝင်တာတွေဖြစ်တတ်ပါတယ်နောက်ပြီးလွင့်စင်သွားတဲ့လက်သေးကိုချော်လို့အစားအသောက်တွေထဲပါသွားတာခြေတော့ကိုစူးမိတာတွေမဖြစ်စေဖို့အတွက်လူကြီးတွေကတရေလာမဲဆိုပြီးကြောက်အောင်၆လက်တားမြစ်ခဲ့ကြတာဖြစ်ပါတယ်။ပုံချင်းတွေဟာကြောက်စရာကောင်းတယ်။အဲ့ဒီနောက်ကွယ်မှာကျွန်တော်တို့အတွက်မေတ္တာတွေနဲ့စင်ကြယ်ပုံတရားတွေရှိနေတတ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြန်မာလူလာအယူစားတွေနဲ့ပုံအပတ်စဉ်တင်ဆက်ပြီးတော့မှာဖြစ်လို့ MM Midnight Stories ကို subscribe လုပ်ပါ